အားလုံးပဲမင်္ဂလာနဲ့ခင်းလေးပါခင်ဗျာကျွန်တော်ကားလိုင်းစင်လာလောက်တယ်ပေါ့နော်ဒီအခုကကျွန်တော်ကားမောင်းတင်တန်းကျောင်းမှာရှိတယ်ဒါကားမောင်းကွင်းနေပေါ့ကျွန်တော်ပြစရာတစ်ခုရှိတယ်ဗျဒါကတော့ဆိုင်ကယ်မောင်းတင်တဲ့နေရာတို့ကားမောင်းတင်တဲ့နေရာပေါ့ဒါလည်းအပင်လေးတွေစိုက်တာဒီအပင်ဟိုဘက်ကြားတွေမှာလမ်းလေးလောက်ပြီးတော့ကိုယ်ပတ်မောင်းပေါ့နော်မောင်းတင်တဲ့နေရာဒါမနေ့ကတော့ကျွန်တော်မောင်းတင်ပြီးသွားပြီပေါ့နော်ကားလိုင်းစင်လို့ကားလိုင်းစင်ကတော့ဒီနေ့ရမှာဒီနေ့နေ့လယ်ဟွာတော့တနာရီထိုးချိန်လောက်ဖြစ်မှတင်အဲ့လိုပေါ့ကျွန်တော်အဓိကပြချင်တာတစ်ခုကတခြားတော့မဟုတ်ဘူးပေါ့ဒီနေရာလေးကအရန်ကိုတာရတယ်ဗျကျွန်တော်ရွာပြန်ရောက်သွားသလိုလေအရန်မိုက်တယ်အေးချမ်းတယ်မနေ့ခင်းတော့စိမ့်ဆိုရောစိတ်အရန်လန်းစားပေါ်ပါသွားပြီအရန်မိုက်တယ်ဗျဒီမှာကြည့်မျက်တိမဟုတ်ပါဘူးလို့စဘာတွေပါဝေါဒီနာတခင်းလုံးလားစဘာတွေကြီးပဲစိမ့်ဆိုနေဟိုဘက်ဒီမှာအေးလေးဝါနိုင်ငံခြားရောက်သွားလို့ပဲဆွစ်ဇာလန်နိုင်ငံတို့ဘာတို့မှာတောင်နေကြလို့အရင်အေးချမ်းတယ်ဗျာဒါဘာနဲ့မှတော့မလဲနိုင်ဟိုဘက်ဒီမှာစဘာခင်းနေဒီကောင်းလေးတန်တော်တော်ရတယ်ဒီနေရာလေးတော်တော်လေးကိုမိုက်တယ်ဒီကကျွန်တော်ဒီနေရာမှာကားမောင်းတင်တာပေါ့ကားလိုင်းစင်လို့နဲ့မှာနားတော့ကျွန်တော်ဒီမှာလမ်းထွက်ရှောင်းပြီးတော့တရက်ပင်နေရောအပင်နေရောစုံပဲစိုက်ထားဒီရန်တော်လေးတီးနေတယ်စားတော့စားချင်ရုပ်တီးလေးနဲ့တို့စရာလေးနဲ့ဝေါဒါစိတ်အပိုင်းတော့လုံးမဟုတ်ပါဘူးဘာတီးတယ်မသိမေ့ပါဘောတီးလုံးလုံးလေးဆုံးမပဲတီးဒီမှာကြီးအပင်တီးလေးတီးရပုံပြတ်နေ